ထိုင်းနိုင်ငံ GNO ရုံးတာဝန်ခံကိုမင်းမင်းကနေမြန်မာနိုင်ငံအတွက်အဓိကထားပြီးထိုင်းချဲထီ 3D နဲ့ပတ်သက်ပြီးအဓိကထားလိုက်လွင်ပြောကြားပေးမှာဖြစ်ပါတယ်။ဟုတ်ကဲ့ထိုင်းချဲထီရုံးမှာအဓိကနေရာကနေတာဝန်ခံရာထူးကိုအထူးရရှိထားတဲ့ကိုမင်းမင်းရှေ့မြန်မာနိုင်ငံသူနိုင်ငံသားများကိုရှေ့ဆက်ဘယ်လိုများလှုပ်ဆောင်ပေးမလဲဆိုတာရှင်းလင်းပြောကြားပေးပါရှင့်။ထိုင်းချဲထီပေါက်ချင်သူများကဘယ်လိုလှုပ်ဆောင်ပေးရမလဲဆိုတာလည်းသိချင်ပါတယ်ရှင်။ဟုတ်ကဲ့ညီမလေးမင်္ဂလာပါပေါ့နော်။ဟုတ်ပြီအားလုံးကိုအခုပထမဦးစွာကပြောကြားချင်တာကဒါကတော့ကျွန်တော် GNO ထိုင်းနိုင်ငံ GNO ရုံးမှာအဓိကတာဝန်ခံနေရာကနေပြီးတော့တာဝန်ယူဖြည့်ရှင်းဆောင်ရွက်ပေးနေရတဲ့ကျွန်တော်ကိုမင်းမင်းပဲဖြစ်ပါတယ်နော်။ကြံခဲ့တဲ့အပတ်မှာလည်းကျွန်တော်တို့နော်အားလုံးကိုကျွန်တော် line ပေါ်မှာတင်တဲ့လောက်ကိုတင်ပေးခဲ့တယ်ချပြပေးတဲ့လောက်ကိုကျွန်တော်ချပြပေးခဲ့တယ်နော်။ကျွန်တော်ကိုဒါယုံကြည်ပြီးတော့ဆက်သွယ်ပြီးတော့လာပြီးတော့ယူလို့အောင်မြင်သွားကြတဲ့အဖွဲ့ဝင်တွေကိုလည်းနော်ကျွန်တော်ဘက်ကနေပြီးတော့ကျေးဇူးထူးပဲတင်ရှိပါတယ်ကျွန်တော်ကိုမယုံကြည်လို့မဆက်သွယ်တဲ့ဝါသနာရှင်များနော်ပြီးသွားတဲ့အခါကျရင်မတွေးလိုက်လို့မမြင်လိုက်လို့မဆက်လိုက်တဲ့ဝါသနာရှင်များအတွက်ကတော့ကျွန်တော်စိတ်မကောင်းပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဘက်ကနေပြီးတော့ထိုင်းနိုင်ငံ GNO ရုံးတာဝန်ခံကိုမင်းမင်းကနေမြန်မာနိုင်ငံအတွက်အဓိကထားပြီးထိုင်းချဲထီ 3D နဲ့ပတ်သက်ပြီးအဓိကထားလိုက်လွင်ပြောကြားပေးမှာဖြစ်ပါတယ်။ဟုတ်ကဲ့ထိုင်းချဲထီရုံးမှာအဓိကနေရာကနေတာဝန်ခံရာထူးကိုအထူးရရှိထားတဲ့ကိုမင်းမင်းရှေ့မြန်မာနိုင်ငံသူနိုင်ငံသားများကိုရှေ့ဆက်ဘယ်လိုများလှုပ်ဆောင်ပေးမလဲဆိုတာရှင်းလင်းပြောကြားပေးပါရှင့်။ထိုင်းချဲထီပေါက်ချင်သူများကဘယ်လိုလှုပ်ဆောင်ပေးရမလဲဆိုတာလည်းသိချင်ပါတယ်ရှင်။ဟုတ်ကဲ့ညီမလေးမင်္ဂလာပါပေါ့နော်။ဟုတ်ပြီအားလုံးကိုအခုပထမဦးစွာကပြောကြားချင်တာကဒါကတော့ကျွန်တော် GNO ထိုင်းနိုင်ငံ GNO ရုံးမှာအဓိကတာဝန်ခံနေရာကနေပြီးတော့တာဝန်ယူဖြည့်ရှင်းဆောင်ရွက်ပေးနေရတဲ့ကျွန်တော်ကိုမင်းမင်းပဲဖြစ်ပါတယ်နော်။ကြံခဲ့တဲ့အပတ်မှာလည်းကျွန်တော်တို့နော်အားလုံးကိုကျွန်တော် line ပေါ်မှာတင်တဲ့လောက်ကိုတင်ပေးခဲ့တယ်ချပြပေးတဲ့လောက်ကိုကျွန်တော်ချပြပေးခဲ့တယ်နော်။ကျွန်တော်ကိုဒါယုံကြည်ပြီးတော့ဆက်သွယ်ပြီးတော့လာပြီးတော့ယူလို့အောင်မြင်သွားကြတဲ့အဖွဲ့ဝင်တွေကိုလည်းနော်ကျွန်တော်ဘက်ကနေပြီးတော့ကျေးဇူးထူးပဲတင်ရှိပါတယ်ကျွန်တော်ကိုမယုံကြည်လို့မဆက်သွယ်တဲ့ဝါသနာရှင်များနော်ပြီးသွားတဲ့အခါကျရင်မတွေးလိုက်လို့မမြင်လိုက်လို့မဆက်လိုက်တဲ့ဝါသနာရှင်များအတွက်ကတော့ကျွန်တော်စိတ်မကောင်းပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဘက်ကနေပြီးတော့ထိုင်းနိုင်ငံ GNO ရုံးတာဝန်ခံကိုမင်းမင်းကနေမြန်မာနိုင်ငံအတွက်အဓိကထားပြီးထိုင်းချဲထီ 3D နဲ့ပတ်သက်ပြီးအဓိကထားလိုက်လွင်ပြောကြားပေးမှာဖြစ်ပါတယ်။ဟုတ်ကဲ့ထိုင်းချဲထီရုံးမှာအဓိကနေရာကနေတာဝန်ခံရာထူးကိုအထူးရရှိထားတဲ့ကိုမင်းမင်းရှေ့မြန်မာနိုင်ငံသူနိုင်ငံသားများကိုရှေ့ဆက်ဘယ်လိုများ